Hello everyone, welcome back to my channel. ဒီနေ့ tutorial မှာတော့ AutoCAD မှာစာရေးဖို့အသုံးပြုတဲ့ M10 နဲ့ D10 ကိုဘယ်လိုအသုံးပြုရမလဲဆိုတာကို step by step ရှင်းပြပေးသွားမှာဖြစ်ပါတယ်။ဒီဗီဒီယိုပြီးသွားရင်တော့ D10 ဆိုတာပါလဲ M10 ဆိုတာပါလဲဘယ်ချိန်မှာဘယ်တက်ကိုအသုံးပြုသလဲ test တိုင်ကြောင်းဒီတက်အစ်လုံနည်းတွေကိုနားလည်သွားမှာဖြစ်ပါတယ်။ကျွန်တော်တို့က AutoCAD မှာစာရိုက်တော့မယ်ဆိုလို့ရှိရင်ကျွန်တော် D10 နဲ့ကျွန်တော် M10 ကိုသိရမှာဖြစ်ပါတယ်။ D10 ဆိုတာပါလဲ M10 ဆိုတာပါလဲ D10 နဲ့ M10 ကဘာကွာလဲဆိုရင်တော့စာရေးတဲ့အခါမှာစာရေးကြောင်းနဲ့ရေးရတယ်ပြီးတော့စာရေးကိုအတူတူရေးတဲ့အခါနဲ့ကျွန်တော်စာရေးအများကြီးရေးရရဲ့စာပိုက်တွေအများကြီးရေးတဲ့ဆိုပြီးတော့ကျွန်တော်ကွာခြားတာဖြစ်ပါတယ်ကျွန်တော်တို့ကစာရိုက်တဲ့အခါမှာကျွန်တော်ကစာတွေကိုတစ်ချောင်းနဲ့ရိုက်ရှင်တယ်ဒါမှမဟုတ်ကျွန်တော်စာတွေကိုအတူတွေကိုရိုက်ရှင်တယ်ဆိုရင်တော့ကျွန်တော်က D10 command ကိုသုံးလို့ရပါတယ်တကယ်လို့ကျွန်တော်ကစာတွေကိုအရှည်ရိုက်ချင်တယ် format တင်နေကျွန်တော်ရိုက်ချင်တယ်ဆိုရင်တော့ကျွန်တော် M10 ကိုသုံးကြည့်ပြီးတော့ကျွန်တော်တို့ကစာတွေကိုရိုက်လို့ရပါတယ်ပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ကကျွန်တော်အသုံးပြုချင်တဲ့ကျွန်တော် test time ကိုကျွန်တော်သတ်မှတ်ပေးမယ်အဲ့တွေကျွန်တော် test time လောက်ပေါ့ခေါ်မယ် SD enter ခောက်ပြီးရနဲ့ကျွန်တော် news time 1ကိုအသုံးပြုချင်တာဖြစ်တဲ့အတွက် news time 1ကိုဆက်လက်မှတ်မယ်ပြီးရင်ကျွန်တော်က set ကားနဲ့တင်မယ် set ကားနဲ့ပြီးရင် closeဒါဆိုရင်တော့ကျွန်တော်တို့အသုံးပြုချင်တဲ့ကျွန်တော် test time ကိုကျွန်တော်ကရွေးချယ်ပြီးသွားဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့စာရေးစပြီးတော့ရိုက်လို့ရပါပြီပထမဦးဆုံးအနေနဲ့ကျွန်တော် D10 နဲ့စာရေးရိုက်နည်းကိုဆက်ပြီးတော့ရှင်းပြပေးသွားမှာဖြစ်ပါတယ်D10 ရဲ့ကျွန်တော် shortcut က DD ဖြစ်ပါတယ်D10 ကိုအသုံးပြုချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့က command box မှာ D10 ရဲ့ shortcut ဖြစ်တဲ့ DD ခောက်ပြီးတော့လေကျွန်တော်က D10 command ကိုအသုံးပြုလို့ရပါတယ်နောက်တစ်နည်းကတော့ကျွန်တော် home tab ထဲမှာရှိရကျွန်တော်တို့ annotation panel တွေက A အောက်မှာရှိရကျွန်တော် down arrow ကို click ချနေမယ်ပြီးကျွန်တော်ဒီနေရာမှာ multi line tab နဲ့ကျွန်တော် single line tab ဆိုပြီးတော့ရွေးချယ်စရာနှစ်ခုရှိပါတယ်ကျွန်တော်က single line tab ကိုအသုံးပြုချင်တာဖြစ်တဲ့အတွက် single line tab ကို click ချနေမယ်ကျွန်တော်တို့က single line tab ကို click ချနေပြီးရတယ်ကျွန်တော်တို့က command box ကိုဖတ်ကြည့်ပေးပါcommand box မှာ specify start point or tab ကျွန်တော် tab ရကျွန်တော်က start point ကြပေးရမှာဖြစ်ပါတယ်ပြီးရင်သူ့ဘေးမှာဝိဇ္ဇာကွင်းပေးလေးနဲ့ justify နဲ့ကျွန်တော် style ဆိုပြီးနှစ်ခုရှိပါတယ်style ကိုလည်းကျွန်တော်စောစောကကျွန်တော်အသုံးပြုခြင်းတဲ့ style ကိုသတ်မှတ်ခဲ့ပြီးဖြစ်ပါတယ်ကျွန်တော် justify ကို click ချက်နေကြည့်မယ် justify ဆိုတာကတော့ကျွန်တော်စာရေးရိုက်တဲ့အခါမှာကျွန်တော် left ဘက်ကနေစပြီးရိုက်မှာလား center ကျွန်တော် center နဲ့စရိုက်မှာလားဒါမှမဟုတ်ကျွန်တော် right ဘက်ကနေစပြီးကျွန်တော်စာရေးရိုက်မှာလားဆိုပြီးတော့ကျွန်တော်အသုံးပြုခြင်းတဲ့ကျွန်တော် option ကိုသတ်မှတ်ပြလို့ရပါတယ်တကယ်လို့ကျွန်တော်တို့ကအသတ်မှတ်ခြင်းမှုဆိုရင်လည်းကျွန်တော်ရပါတယ်ပြီးကျွန်တော်က single line tab ကိုပြန်ယူမယ် single line tab ပြီးရင်ကျွန်တော်က tab ရကျွန်တော် start point ကြမယ် start pointတဲ့ start point ကြပြီးရတယ်ကျွန်တော် command box ကိုတစ်ချက်ဖတ်ကြည့်ပြီးမယ် specify height ကျွန်တော် text height တန်ဖိုးတွေကိုသတ်မှတ်ပေးရမှာဖြစ်ပါတယ်တကယ်လို့ကျွန်တော်က test time အသက် funny တုန်းကကျွန်တော် text height တန်ဖိုးတွေကိုကျွန်တော်တစ်ခါလေးပေးခဲ့မယ်ဆိုလို့ရှိရင်စာရိုက်ဖို့ကျွန်တော် start point ကြပြီးရတယ်ကျွန်တော် text height တန်ဖိုးတွေကိုတောင်းမှာမဟုတ်တော့ပါဘူးစာတွေကိုကျွန်တော်တန်းရိုက်လို့ရတော့မှာဖြစ်ပါတယ်text height တန်ဖိုးတွေကတော့ကျွန်တော် test time ထဲမှာပေးခဲ့တဲ့အတိုင်းရှင်းနေမှာဖြစ်ပါတယ်ကျွန်တော်က test time ထဲမှာ text height တန်ဖိုးတွေကိုမပေးခဲ့တာဖြစ်တဲ့အတွက်ကျွန်တော်တို့ text height တန်ဖိုးတွေတောင်းပါတယ်ဒီကဲလို့ကျွန်တော်ပုံနေဆွဲနေနေဆိုရင်တော့ကျွန်တော်ပုံရဲ့လိုအပ်ချက်ပုံမူတည်ပြီးတော့ကျွန်တော် text height တန်ဖိုးတွေကိုသတ်မှတ်လို့ရပါတယ်ဒီနေရာမှာကျွန်တော်က command စမ်းကြတာဖြစ်တဲ့အတွက်ကျွန်တော်တန်ဖိုးတစ်ခုပေးလိုက်မယ် text height တန်ဖိုးကျွန်တော်က 0.4 enter ခောက်ပြီးရတယ်သူကကျွန်တော်တို့ဆက်မိရဲ specify rotation angle of text တက်ရကျွန်တော်က rotation angle တန်ဖိုးတွေကိုထည့်ပေးရမှာဖြစ်ပါတယ်ဒီကလည်းကျွန်တော်ကဒီနေရာမှာ angle တန်ဖိုးတွေကိုကျွန်တော်က40 degree 30 degree ဒါမှမဟုတ်45 degree ကျွန်တော်တို့သတ်မှတ်ချင်တဲ့ကျွန်တော် rotation angle တန်ဖိုးတွေကိုဒီနေရာမှာထည့်လို့ရပါတယ်ကျွန်တော်ကတော့0 enter ဒါဆိုရင်တော့ကျွန်တော် command box မှာမေးရည်လည်းကုန်သွားပြီကျွန်တော်ရဲ့ cursor ကလည်းအပေါ်မှာခုန်နေပြီဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့စာတွေကိုစပြီးတော့ရိုက်လို့ရပါပြီဒီတက်ရဲ့သဘောတရားကကျွန်တော်က enter တစ်ချက်ခောက်လိုက်မယ်ဆိုရင်တော့ကျွန်တော်တို့အောက်ကိုတစ်ချောင်းဆက်ပြီးတော့ဆင်းသွားမှာဖြစ်ပါတယ်ကျွန်တော်ကစာတွေရိုက်လို့ရပါတယ်ကျွန်တော် enter ခောက်မယ် enter ခောက်တိုင်းအောက်ကိုတစ်ချောင်းဆင်းပြီးသွားမှာဖြစ်ပါတယ်တကယ်လို့ကျွန်တော်တို့က command နဲ့ထွက်ချင်တယ်ဆိုရင်တော့ကျွန်တော်တို့ enter နှစ်ချက်ခောက်ပြီးရမှာဖြစ်ပါတယ် enter ဒါဆိုရင်တော့ကျွန်တော် D10 နဲ့စာရေးရိုက်နည်းကိုရှင်းပြပေးခဲ့ရဖြစ်ပါတယ်D10 နဲ့ကျွန်တော်စာတွေကိုရိုက်ခဲ့တာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့စာတွေကိုကျွန်တော်ဆက်လက်မှတ်ကြည့်တဲ့အခါမှာကျွန်တော်တို့ရဲ့စာတွေကကျွန်တော်တစ်ချောင်းချင်းစီတည်တံ့ဖြစ်နေမှာဖြစ်ပါတယ်ကျွန်တော်ဒီစာလေးချောင်းလုံးကိုကျွန်တော်ကတစ်ခါလေးရိုက်ခဲ့တာဖြစ်တယ်ဒါပေမဲ့ကျွန်တော်ဒီစာတွေကိုကျွန်တော်ကဆက်လက်မှတ်ကြည့်တဲ့အခါမှာတော့ကျွန်တော်တို့ရဲ့စာတွေကတစ်ချောင်းစီဖြစ်နေမှာဖြစ်ပါတယ်
ဒါကြောင့်မလို့ကျွန်တော်ဒီတက်ကို single line တက်လို့ခေါ်တာဖြစ်ပါတယ်။ M တက်နဲ့စာရန်ဒီကိုဆက်ပြီးတော့ရှင်းပြပေးသွားမှာဖြစ်ပါတယ်။ M တက်ရဲ့ကျွန်တော် shortcut က MT ဖြစ်ပါတယ်။ကျွန်တော် M တက် command ကိုသုံးချင်တယ်ဆိုလို့ရှိရင်ကျွန်တော် command box မှာ M တက်ရဲ့ shortcut ဖြစ်တဲ့ MT အနာခောက်ပြီးတော့လေကျွန်တော်က M တက် command ကိုအသုံးပြုလို့ရပါတယ်။ဒီနေ့ကတော့ကျွန်တော်က M တက်ကိုအသုံးပြုချင်တယ်ဆိုလို့ရှိရင် annotation panel ထဲမှာရှိရဲ့တက်အောက်က download ကို click ချက်နေပြီးတော့ကျွန်တော်ကဒီညမှာ multi line တက်ကို click ချက်နေပြီးတော့လေကျွန်တော်တို့က M တက် command ကိုအသုံးပြုလို့ရပါတယ်။ကျွန်တော်က command ဝင်ပြီးသွားပြီဆိုတာနဲ့ကျွန်တော် command box ကိုတစ်ချက်ဖတ်ကြည့်ပေးဖို့လိုပါတယ်။ command box မှာ specify first corner point ကြပေးရမှာဖြစ်ပါတယ်။ကျွန်တော်တို့ကဒီတက်နဲ့စာရိုက်တော့ဆိုလို့ရှိရင်ကျွန်တော်ကတက်ရဲ့ကျွန်တော်က start ဝင်ကြပေးရဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော် M တက်မှာတော့ကျွန်တော် first corner point ကြပေးရမှာဖြစ်ပါတယ်။ first corner point ကြမယ် first corner point ကြပြီးရတယ်ကျွန်တော် other corner point ကြပေးရမှာဖြစ်ပါတယ်။ other corner point မကြခင်မှာကျွန်တော်က option box မှာကျွန်တော်ကတက် height တန်ဖိုးတွေကိုပြင်လို့ရပါတယ်။တကယ်လို့ကျွန်တော်တို့က other corner point ကိုပြပြီးသွားပြီဆိုရင်တော့ကျွန်တော်ဒီ command box မှာတက် height တန်ဖိုးတွေကိုလာပြင်လို့မရတော့ပါဘူး။ကျွန်တော်ဒီပေါ်မှာပဲကျွန်တော်တက် height တန်ဖိုးတွေကိုသွားပြင်လို့ရမှာဖြစ်ပါတယ်။အဲဒီတော့ကျွန်တော်က M တက် command ကိုကြည့်ရင်ပဲ multi line တက်ကိုယူမယ် first corner point ကြမယ်first corner point ကြပြီးရတယ်ကျွန်တော် other corner point မကြခင်မှာကျွန်တော်တက် height တန်ဖိုးပေးမယ်အဲဒီတော့ height တန်ဖိုးကလေးချက်နေမယ်ကျွန်တော်က 0.4 under ခောက်ပြီးရတယ်ကျွန်တော်တို့ကအလျားကိုကျွန်တော်တို့လိုချင်တဲ့လောက်မှာကျွန်တော်က click ချက်ချမယ်ဒါဆိုရင်တော့ကျွန်တော်စာတွေကိုစပြီးတော့ရိုက်လို့ရပါပြီကျွန်တော်ဒီတက်မှာတော့စာတွေရိုက်တော့မယ်ဆိုလို့ရှိရင်ကျွန်တော် justify ကျွန်တော်စာတွေကိုဘယ်လိုရိုက်မလဲဆိုတော့ကျွန်တော် option တစ်ခုပဲပါပါတယ်ကျွန်တော်က M တက်မှာကြတော့ကျွန်တော် text editor ဘောပေါ်လာပါတယ်ကျွန်တော်စာနဲ့ပတ်သက်တဲ့ကျွန်တော် formatting တွေ paragraph တွေ insert တွေ spell check tools option တွေဆိုပြီးတော့ကျွန်တော်တို့ text နဲ့ပတ်သက်တဲ့ကျွန်တော် format တွေအစုံနဲ့ပါပါတယ်စာတွေစပြီးရိုက်မယ်ကျွန်တော်စာတွေရိုက်ပြီးတော့ကျွန်တော်အောက်ကိုတစ်ချောင်းဆင်းခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော် enter တစ်ချက်ခေါက်မယ်ကြောင်းဆင်းမယ်ဆိုလို့ရှိရင် enter တစ်ချက်ခေါက်မယ်ဒီနေရာမှာကျွန်တော်ဒီတက်နဲ့မတူတော့ကကျွန်တော်ဒီတက်ကကျွန်တော် enter တစ်ချက်ခေါက်မယ်ဆိုရင်တော့ command တွေထွက်သွားမှာဖြစ်ပြီးတော့ကျွန်တော် M တက်မှာကြတော့ကျွန်တော် enter ခေါက်တာနဲ့ကျွန်တော်အောက်ကိုတစ်ချောင်းဆင်းသွားမှာဖြစ်ပါတယ်ကျွန်တော် enter ခေါက်တော့လောက်ကျွန်တော်တို့အောက်ကိုတစ်ချောင်းဆက်ပြီးတော့ဆင်းသွားမှာဖြစ်ပါတယ်ကျွန်တော် command တွေကျွန်တော်မထွက်သွားပါဘူးဒီနေရာမှာစာတွေကိုကျွန်တော်စိတ်ကြရိုက်လို့ရပါတယ်ကျွန်တော်ကစာတွေကိုကျွန်တော်စိတ်ကြရိုက်ပြီးတော့ဆိုလို့ရှိရင်ကျွန်တော်ကစာတွေကိုကျွန်တော်စိတ်ကြပြင်လို့ရပါတယ်ကျွန်တော်စာနဲ့ပတ်သက်တဲ့ကျွန်တော် formatting panel ထဲမှာရှိတယ်ကျွန်တော်ကစာတွေရကျွန်တော် bold တွေကျွန်တော် italic တွေကျွန်တော်က underline တွေကိုကျွန်တော်စိတ်ကြပြောင်းလဲသတ်မှတ်လို့ရပါတယ်ပြီးရင်ကျွန်တော်က text style တွေကိုလည်းကျွန်တော်စိတ်ကြပြောင်းလဲသတ်မှတ်လို့ရတယ်ပြီးရင်ကျွန်တော်က paragraph ထဲမှာရှိတဲ့ကျွန်တော် justification အောက်မှာရှိ download ကို click ချက်နေပြီးတော့ကျွန်တော်ကစာနဲ့ပတ်သက်တဲ့ကျွန်တော်တို့ကtop left တွေကျွန်တော် top center တွေtop right တွေကျွန်တော်တို့စိတ်ကြကျွန်တော် justification တွေကိုကြောင်းလဲသတ်မှတ်လို့ရပါတယ်ပြီးရင်ကျွန်တော်ကဒီဘက် file ထဲမှာရှိတဲ့ကျွန်တော် bullets and number တွေပြီးမှရှိရဲ့ download ကို click ချက်နေပြီးတော့စာနဲ့ပတ်သက်တဲ့ကျွန်တော် number တွေကျွန်တော် letter တွေ bullets တွေကိုလည်းကျွန်တော်စိတ်ကြကြောင်းလဲသတ်မှတ်လို့ရပါတယ်ပြီးရင်ကျွန်တော် line spacing တွေကိုလည်းကျွန်တော်စိတ်ကြကြောင်းလဲသတ်မှတ်လို့ရပါတယ်command နဲ့ထွက်မယ်ဆိုရင်တော့ကျွန်တော်ဒီဘက်မှာရှိရဲကျွန်တော်အမှန်ချလေးကို close text editor ကိုကျွန်တော် click ချက်နေပြီးတော့ကျွန်တော် command နဲ့ထွက်လို့ရပါတယ်ဒါကတော့ကျွန်တော် M တက်ကြောင်းကိုရှင်းပြပေးခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့ကစာတွေရိုက်ပြီးလို့ကျွန်တော်ကြံကြည့်ခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော် text edit command ကိုအသုံးပြုလို့ရပါတယ် text edit command ရဲ့ကျွန်တော် shortcut က AD ဖြစ်ပါတယ် text edit command ကိုအသုံးပြုခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော် text edit ရဲ့ shortcut ဖြစ်တဲ့ AD အနာခောက်ပြီးတော့ကျွန်တော်တို့က text edit command ကိုအသုံးပြုလို့ရပါတယ်ဒီနေရာမှာကျွန်တော်တို့ကအနာခောက်ပြီးရတယ်ကျွန်တော်တို့ပြင်ခြင်းတဲ့တက်ပေါ်မှာကျွန်တော်က click ချက်ချပေးရမှာဖြစ်ပါတယ်ကျွန်တော် command နဲ့ထွက်မယ်ဆိုရင်တော့ကျွန်တော်လွတ်တဲ့နေရာမှာ click ချက်ချပြီးတော့ထွက်လို့ရပါတယ်တကယ်လို့ကျွန်တော်က tab တွေကိုမသုံးချင်ဘူးဆိုလို့ရှိရင်ကျွန်တော်ပြန်ကြည့်ခြင်းတဲ့ tab တွေကိုကျွန်တော် double click နှစ်ချက်နှိပ်ပြီးတော့ကျွန်တော်တို့ကအလွယ်တကူပြင်လို့ရပါတယ်ကျွန်တော်စိတ်ကြိုက် tab တွေကိုပြင်ပြီးသွားပြီဆိုရင်တော့ကျွန်တော်လွတ်တဲ့နေရာမှာ click ချက်ချမယ်ဒီဗီဒီယိုမှာတော့ကျွန်တော် AutoCAD ထဲမှာစာတွေရိုက်တော့မယ်ဆိုလို့ရှိရင်ဒီကိုတည်ထားရမယ် M တက်နဲ့ဒီတက်ရဲ့အသုံးပြုပုံအသုံးပြုနည်းတွေရဲ့တက်တဲ့ command ကိုအသုံးပြုပြီးတော့ကျွန်တော်ပြင်ချင်တဲ့တက်တွေကိုပြင်လို့ရတဲ့နည်းလမ်းတွေကိုလုပ်ပြပေးခဲ့တာဖြစ်ပါတယ်ဒီဗီဒီယိုကမိတ်ဆွေတွေသုံးဝင်တဲ့ကြိုးရှိရဆိုရင်ကျွန်တော် YouTube channel ကို like share subscribe နဲ့ဒီဗီဒီယိုကိုမိတ်ဆွေက Facebook ကကြည့်နေဆိုရင်လည်းကျွန်တော် Facebook page ကို like share နဲ့ follow လုပ်ဖို့မမေ့နဲ့တော့ AutoCAD နဲ့ပတ်သက်ပြီးသိချင်တာနဲ့လုပ်ပေးစေချင်တဲ့ဗီဒီယိုရှင်းလဲ comment ပေါင်းအောင်မှတ်ခဲ့ပါဒီဗီဒီယိုကိုဆုံးထိအောင်ကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်